မြေကွက်ကျင်းပေမဲ့ဝင်ငွေကြီးစီမဲ့ရွှေရောင်သီးနှံ၅မျိုးမနေ့ကတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုထဲမှာပိုးသက်စေအကြောင်းကိုပြောပြပေးပြီဆိုတော့ဒီနေ့ဗီဒီယိုလေးမှာတော့မြေကွက်ကျင်းချင်းလေးရှိုံနဲ့ဝင်ငွေရအောင်စိုက်ပျိုးလို့ရနိုင်တဲ့ရွှေရောင်သီးနှံ၅မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်မြေကွက်အကျယ်ရှိမှစိုက်ပျိုးရေးလုပ်လို့ရတာမဟုတ်ပါဘူးကိုယ့်အိမ်ခြံဝင်းထဲကမြေကွက်လွတ်လေးမှာဒါမှမဟုတ်ကိုယ့်ရဲ့ဝရဏနေရာလေးမှာလည်းနေ့စဉ်ဝင်ငွေရအောင်ဖန်တီးလို့ရပါတယ်အမြန်ဆိုင်မြန်စားလို့ရတဲ့နံပါတ်1သီးနှံကတော့မုံညင်းစိမ့်မုံညင်းဖြူပင်ပဲဖြစ်ပါတယ်ဒီပင်နေရာဆိုရင်25ရက်ကနေတစ်လအတွင်းမှာတင်ခုဆိုရောင်းချလို့ရတဲ့သီးနှံပင်မျိုးတွေပါစိုက်ပျိုးရမှာနေရာသိမ့်မယူသလိုအလဲကျစိုက်ပျိုးမယ်ဆိုရင်တစ်လပတ်လည်လုံးဝင်ငွေရရှိစေမှာဖြစ်ပါတယ်ဒုတိယအနေနဲ့စိုက်ပျိုးတဲ့သီးနှံကတော့နနံပင်နဲ့ပင်စိမ့်ပင်တို့ပဲဖြစ်ပါတယ်ဒီဟင်းခတ်အမွှေးကြိုင်ပင်တွေကတော့ဟင်းချက်တိုင်းမှာမပါမဖြစ်ဆိုတော့ဈေးဘက်ကအမြဲတမ်းရှိနေတာပေါ့စိုက်ပျိုးပြီးရက်40ကျော်ရုံနဲ့ရောင်းတန်းဝင်လာပေါ့နော်နောက်ထပ်စိုက်ပျိုးတဲ့သီးနှံတစ်မျိုးကတော့ငွေနှိမ့်မှုဖြစ်ပါတယ်သူ့ရဲ့ထူးခြားချက်ကတော့မြေနေရအကျယ်ကြီးလည်းမလိုဘဲနဲ့စင်လေးတွေနဲ့စိုက်ပျိုးလို့ရတဲ့အပြင်မြေကွက်ကျင်းတဲ့သူတွေလည်းစိုက်ပျိုးလို့ရသလိုအိမ်ရှင်မတွေလည်းတစ်နိုင်တစ်ပိုင်းအိမ်မှာစိုက်ပျိုးလို့ရတဲ့သီးနှံတစ်ခုဖြစ်ပါတယ်စိုက်ပျိုးပြီး45ရက်ကျော်တာနဲ့မှုတွေကိုခုဆွတ်ရောင်းချလို့ရတာမို့ဝင်ငွေအမြန်လိုချင်သူတွေအတွက်တော့အသင့်တော်ဆုံးသီးနှံတစ်ခုပါနောက်ထပ်စိုက်ပျိုးတဲ့သီးနှံတစ်မျိုးကတော့ငရုတ်သီးဖြစ်ပါတယ်ငရုတ်ပင်တွေကတော့ရေရှည်စားလို့ရတဲ့အမြက်ကျန်းသီးနှံတစ်ခုဖြစ်ပါတယ်မျိုးကောင်းမြေကောင်းရေကောင်းနေဆိုရင်ကောင်းရင်ကောင်းသလိုအထွက်နှုံးလဲကောင်းတဲ့သီးနှံမှာအိမ်တွေမှာပုံးတွေပန်းအိုးတွေနဲ့တစ်နိုင်တစ်ပိုင်းစိုက်ပျိုးလို့ရတော့မျက်စိပတာတာလဲလှပသလိုမိဖို့ကြောင်စရိတ်လဲကာမိစေပါတယ်ခုတစ်ခါမှာနောက်ဆုံးအနေနဲ့ညွှန်ပြပေးခြင်းတဲ့သီးနှံတစ်မျိုးကတော့ဆက်လက်ရက်ပင်ပဲဖြစ်ပါတယ်ဆက်လက်ရက်စားသုံးတာဟာကျန်းမာရေးနဲ့ညီညွတ်တာကြောင့်အခုနောက်ပိုင်းမှာဈေးကွက်တွေပိုကျယ်ပြန့်လာတာဖြစ်ပါတယ်ဆက်လက်ရက်ကိုကျန်းမာရေးရာစားသုံးကြတဲ့အပြင်ဟော့ပေါ့ဆိုင်တွေမူကထဆိုင်တွေမှာလည်းမရှိမဖြစ်လိုအပ်တာဖြစ်လို့ဈေးကွက်အလားလာရှိတဲ့သီးနှံတစ်ခုဖြစ်လာတာဖြစ်ပါတယ်ခုဆိုရင်တော့မြေကွက်လက်အနှဲငယ်ရှိုံနဲ့စိုက်ပျိုးလို့ရတဲ့သီးနှံ၅မျိုးကိုပြောပြပေးပြီးသွားပါပြီဘာသီးနှံမဲ့စိုက်စားအတိကစနစ်တကျပြုစုပြောထောင်ပေးဖို့လိုအပ်ပါတယ်။ခြံဝင်းထဲမှာရှိတဲ့မြေကွက်လက်ကိုအလဟတ်သက်မထားပဲဒီနေ့ပဲစိုက်ပျိုးရေးစတင်ကြည့်ရအောင်နော်။နောက်ထပ်စိုက်ပျိုးမွေးမြူရေးဘူးတူတာတွေကိုကြည့်ရှုဖို့အတွက် iOpener Media လေးကို follow လုပ်ထားပေးကြပါအောင်ရှင်။အားလုံးပဲဝင်ငွေကောင်းအမြတ်ကျန်းနဲ့စိုက်ပျိုးမွေးမြူရေးသမားတွေဖြစ်ကြပါစေ။